trading လို့လူတိများလာပေမဲ့ဘယ်လိုလုပ်ငန်းလဲဘယ်လိုလုပ်ရမလဲဆိုတာမသိတဲ့တွေအတွက်ဒီဗီဒီယို10မိနစ်အတွင်းမှာကျွန်တော်ရှင်းပြပေးပါမယ် forex trading ဆိုတာကတော့ foreign exchange လို့ခေါ်တဲ့နိုင်ငံခြားငွေကြေးလဲလှယ်မှုကိုအလိုကောက်ခေါ်ထားတာဖြစ်ပြီးတော့ဒီငွေကြေးတွေနဲ့မဟုတ်ဘဲနဲ့ဒီ market ထဲမှာ commodity ထဲမှာဆိုရင်ရွှေငွေရေနံနဲ့ currency ထဲမှာဆိုရင်နိုင်ငံခြားငွေကြေးတော်တော်များများပါဝင်တဲ့အပြင် stock share တွေလည်းပါဝင်ပါတယ် invest လို့ခေါ်တဲ့ဒီအညွှန်းကိန်းတွေရောနောက်ပိုင်းအယောင်းဝယ်လှုပ်လာကြတဲ့ဟာတွေရော investment တွေပါလှုပ်လာကြတဲ့ cryptocurrency တွေကစ market ထဲမှာကျွန်တော်အယောင်းဝယ်လှုပ်ပြီးတော့မှအကျိုးမြတ်ရှာလို့ရပါတယ်broker တစ်ခုနဲ့တစ်ခုအယောင်းဝယ်လုပ်ခွင့်ပေးထားတာချင်းမတူတလို့တချို့ broker တွေမှာဆိုရင် sensor bar တွေအားစအယောင်းဝယ်လုပ်လို့ရပါတယ်ဘယ်လိုအယောင်းဝယ်လုပ်ရမလဲဆိုရင်ကိုယ်ပိုင် account တစ်ခုရှိဖို့လိုအပ်တယ်အဲ့ကိုယ်ပိုင် account ကိုကျွန်တော် broker နဲ့ချိတ်ဆက်ပြီးတော့မှ account ဖွင့်မယ်အဲ့ရလာတဲ့ account ကို MetaTrader 4 MetaTrader 5လို့ခေါ်တဲ့ software တွေမှာ account ဝင်မယ်ပြီးရင်အရင်းအနှီးတစ်ခုထည့်ပြီးတော့မှဈေးအတက်ကြတွေမှာလိုက်ပြီးတော့အယောင်းဝယ်လုပ်ရမှာဖြစ်တယ်တကယ်လို့ဈေးအတက်သွားမယ်လို့ခံမှန်းထားတယ်ကိုကအတက်သွားမယ်လို့ခံမှန်းထားတာကိုမှအဝယ်လိုက်တယ်ဒါပေမဲ့ဈေးကျသွားရတယ်ဆိုရင်တော့အရှုံးဖြစ်မှာဖြစ်ပြီးတော့ကိုဝယ်တဲ့ဈေးရဲ့အထက်ကိုတက်မှလာအမြတ်ရမှာဖြစ်ပါတယ်အဝယ်တင်လုပ်လို့ရတာမဟုတ်ဘဲနဲ့ကျွန်တော်အယောင်းကလုပ်လို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဈေးအတက်ကောအကျမှာပါကျွန်တော်အကျိုးမြတ်ရှာလို့ရပါတယ်အယောင်းဝယ်လောက်ရတာလွယ်ကူတယ်ဆိုပေမဲ့ကိုကဘယ်ဈေးမှာဝယ်ရမလဲရောင်းရမလဲဆိုတာဒီဘို့အတွက်ကတော့ကျွန်တော်တခြားလေးလေ့လာဖို့လိုအပ်တယ်တခြားလေးလေ့ကျင့်ဖို့လိုအပ်တယ် training နဲ့ပတ်သက်ပြီးတော့တိလို့များအောင်မေးမြန်းနိုင်တယ်လို့ကျွန်တော် training တင်တန်းတက်လို့တာပဲဖြစ်ဖြစ် training account စားပဲရလို့တာပဲဖြစ်ဖြစ်ကျွန်တော်စီမှာရနိုင်ပါတယ်